ဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေဟာပြောလေးဆိုလေးရှိကြတယ်နောင်ဘဝကိုလည်းမယုံကြည်ဘူးအတိတ်ဘဝရှိတယ်ဆိုတာလည်းမယုံကြည်ဘူးမယုံကြည်သည့်အတွက်ကြောင့်ဒီဘဝမှာတော့အဆုံးသတ်ရမယ်ဆိုတာကိုတော့သူတို့သိတယ်သိသည့်အတွက်ကြောင့်ဘဝတစ်ခုအဆုံးမသတ်ရင်ဘာလုပ်ရမလဲဆိုရင်ပျော်ပျော်နေဖို့ပဲတိုက်တွန်းတယ်ဒါကြောင့်မို့သူတို့ရဲ့လက်သုံးစကားတစ်ခုဟာ life is too short enjoy yourself ဆိုတာသူတို့ပြောနေကြစကားတစ်ခုပဲဘဝဆိုတာသိပ်တိုတယ်ပျော်ပျော်နေပါလို့သူတို့ပြောတာသို့တော့အဲ့ဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမမဟုတ်ဘူးဘဝဆိုတာတိုးတယ်ဆိုတာမှန်တယ်ပျော်ပျော်နေရမှာလားဆိုတဲ့အဖြေကိုတော့ထုတ်လို့မရဘူးတကယ်ထုတ်တဲ့အဖြေကတော့ဘဝဆိုတာအလွန်တိုတောင်းတယ်ဒါကြောင့်မို့တတိရှိရှိပညာရှိရှိနဲ့ရင်ဆိုင်နိုင်ဖို့ကြိုးစားပါလို့ပဲပြောရမှာဖြစ်တယ်ပေါ့ဘဝရဲ့အခက်အခဲတွေကိုတတိမကွာအသိပညာဖြင့်ရင်ဆိုင်လိုက်မှမှန်ကန်တဲ့ရင်ဆိုင်မှုဖြစ်တယ်အဲ့ဒါမျိုးရင်ဆိုင်ဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘဝရဲ့အခြေအနေရရက်ကိုတန်တင်ပြတာဆုံးမတာဖြစ်တယ်ရှင်းရှင်းလေးဟောထားတဲ့တရားတော်တွေမြတ်စွာဘုရားကဟောတယ်ဘုန်းကြီးတို့တွေဘဝကိုရထားတယ်ဘာကိုရတာလဲလို့ဆိုတော့မြတ်စွာဘုရားကရှုထောင့်တစ်ခုကနေဟောလိုက်ယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောအေးဘဝတစ်ခုရလာလို့ရှုခန္ဓာကြီးဖြစ်ပေါ်လာတယ်ဆိုတာဘာဖြစ်လာတာတုံးလို့ဆိုဒုက္ခဖြစ်လာတာပဲအဲ့ဒီဒုက္ခဖြစ်ပေါ်လာခြင်းသာဖြစ်တယ်ရောဂနံထိတိစရာယပတုဘာဝယောဂါတွေတည်ရှိလာခြင်းပဲဖြစ်တယ်။အိုခြင်းဆိုတဲ့တရားတွေတေခြင်းဆိုတဲ့တရားတွေကိုရလာခြင်းပဲဖြစ်တယ်လို့အနှစ်ချုပ်ပြီးတော့မျှော်မြင်ပြီးတော့ကြည့်တတ်မယ်ဆိုရင်ဒီအတိုင်းပဲတွေးကြမှာဖြစ်တယ်။ခန္ဓာကိုယ်ရလာတာဟာဒုက္ခကြီးရလာတာဆိုတာအမတန်မှသိချတယ်ပေါ့။မြတ်စွာဘုရားကနေရာတိုင်းမှာခွဲခြားပြီးတော့ပြောလို့ရှိတယ်။အကောင်းကြီးလည်းမပြောဘူးအဆိုးကြီးလည်းမပြောဘူးအကောင်းနဲ့အဆိုးနှစ်ခုရှိတာကိုထုတ်ဖော်ပြီးတော့ရှင်းပြတယ်ဘဝဆိုတာအကောင်းကြီးပဲလားဆိုအကောင်းကြီးလည်းမဟုတ်ဘူးဒါဖြင့်ဘဝဆိုတာစိတ်ပြည့်စရာကြီးလားလို့ဆိုစိတ်ပြည့်စရာကြီးလည်းမဟုတ်ဘူးအဲ့တော့ဘဝမှာအကောင်းဆိုတာဘာလဲအကောင်းကိုမြတ်စွာဘုရားကအတ္တာဒဆိုတဲ့စကားလုံးလေးကိုသုံးပြအတ္တာဒဆိုတာကျင့်တတ်เสียအခြေအနေဘဝဟာကျင့်တတ်เสียရှိလို့လူတွေကဘဝမှာပျော်လို့ရတာပေါ့ပျော်ကြတယ်လေဘဝရလာပြီဆိုလို့ရှိရင်တကယ်ချင်းအပေါင်းအသင်းနေနဲ့ပြောတယ်နော်အပေါင်းအသင်းနေနဲ့လူဘဝမှာရှင်ဘက်တွေနဲ့ပြောကြတယ်သားတွေသမီးတွေနဲ့ပြောကြတယ်ဟောပြောရှင်မှုတွေဘဝကိုအကြောင်းပြုပြီးတော့ရလာတဲ့ဒုက္ခပိတိဒုက္ခသောမနတလို့ဆိုတယ်ကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေမရှိဘူးလားလို့ဆိုရှိပါတယ်ဒါဖြင့်ဒီပြောစရာတက်လားလို့ဆိုတဲ့အခါကျတော့ဘဝကြီးကတည်မြဲမှုမရှိဘူးထာဝရပြောင်းလဲပြီးတော့နေတယ်နုပြိုရာကအိုမင်းလာတယ်ကျမ်းမာရာကနေပြီးတော့မကျမ်းမာတွေဖြစ်လာတယ်အသက်ရှင်ရာကနေသိဆုံးလာတယ်ဆိုဟောလူဘဝမှာမခွဲခြင်းမဲ့နဲ့ခွဲရတယ်မိဘတွေနဲ့ခွဲရတယ်မိသားစုနဲ့ခွဲရတယ်မဖြစ်ချင်တာတွေဖြစ်လာခြင်းဟာဘဝရဲ့အာဒီနဝလို့ခေါ်တဲ့အပြစ်ပဲဖြစ်တယ်အဲ့တော့ဘဝဟာကျင့်တတ်เสียကြီးလည်းမဟုတ်ဘူးအပြစ်ကြီးလည်းမဟုတ်ဘူးလို့အကောင်းနဲ့အဆိုးရောနေတယ်ဆိုတဲ့တဘာဝကိုဆင်ញင်သုံးသပ်နိုင်ရမယ်လို့ဒီလိုပြောအကောင်းကြီးမြင်တဲ့လူကလည်းဘဝပေါ်မှာတွေ့တာမှုတွေများမှာပဲအဆိုးကြီးမြင်တဲ့လူကလည်းပဲအကောင်းဆိုတာမရှိဘူးရှိရတဲ့နဲ့မရှိအောင်ဒီကလေးလှုပ်ထားရရောက်တယ်ပေါ့အဲ့ဒါကြောင့်မို့အကောင်းကိုလည်းသိရမယ်အဆိုးကိုလည်းသိရဒါဖြင့်ဒီလိုအကောင်းဆိုးရောထွေးနေတဲ့ဘဝကြီးကနေလွတ်မြောက်ဖို့အတွက်ဘာလုပ်ရမှာလဲထွက်ပေါက်ကတော့ဘာလဲလို့ဆိုရင်ဘဝပေါ်မှာတွေ့တာနေတဲ့တွေ့တာမှုကိုဖယ်ရှားခြင်းဟာထွက်ပေါက်ပဲဖြစ်တယ်လောကလူတွေဟာတွေ့တာမှုရှိတဲ့နေရာမှာတောကလာနေတယ်ဆိုတာအမတန်မှထင်ရှားမိသားစုပဲကြည့်ကျင်ပေါ်ကျင်မဲ့ရွေးထားတဲ့လောကမှာလူတွေပထမဆုံးကမသိခင်ကတူမသိခင်ကတွေ့တာမှုမဖြစ်သေးဘူးမဖြစ်သေးတဲ့အချိန်မှာသူနဲ့ပတ်သက်ပြီးတောကဆိုတာမရှိဘူးပစ္စည်းဥစ္စာလည်းထို့တူပဲကိုပိုင်ဆိုင်မှုမရှိသေးတဲ့မြတ်ကာလပတ်လုံးအဲ့ဒီပစ္စည်းပုံမှာစိုးရိမ်တောကဆိုတာမဖြစ်ဘူးကိုနဲ့ပတ်သက်လာပြီးဆိုလိုက်တာနဲ့တပြိုင်နက်တောကဆိုတာဝင်လာတယ်ဟောဒါကြောင့်မို့
where there is attachment there is a worry ဆိုတာအဲ့ဒါကိုပြောတာ attachment ရှိတဲ့နေရာမှာ worry လာတယ်ဆိုတာဒါသေချာပေါ့မြတ်စွာဘုရားကဘယ်လိုဟောတော့တွေ့တာမှုရှိလို့ရှိရင်တောကဆိုတာလာမှာပဲတဲ့အဲ့တော့တောကမပါပဲနဲ့တောကကင်းဝေးထာဝရငြိမ်းချမ်းရေးဆိုတာဘယ်မှာရှာမလဲတွေ့တာမှုကိုမရှင်းမဲနဲ့ရှာလို့မရနိုင်ဘူးလူတွေရဲ့ရင်ထဲမှာတွေ့တာမှုကင်းစင်မှုမရှိလို့ရှိရင်တောကဟာဝင်ရောက်နေဥမှာပဲဖြစ်တယ်တွေ့တာမှုကင်းစင်တဲ့လူရဲ့နှလုံးသားကသာလင်နော်အေးချမ်းတဲ့နှလုံးသားဖြစ်နိုင်တယ်တွေ့တာမှုတွေရှိနေသမျှတောကတွေလာနေဥမှာပဲဒါမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေဘဝဆိုတာထာဝရအစဉ်ပြေနေမှာကြီးလည်းမဟုတ်ဘူးထာဝရအစဉ်မပြေဘူးလည်းမဟုတ်ဘူးအဲ့တော့ဘာလို့ကိုရလာတဲ့ဘဝလေးကိုတန်ဖိုးရှိရှိသုံးချနိုင်မှုသာလေအဓိကဖြစ်တယ်